မင်္ဂလာပါဒီနေ့စင်ကာပူအကြောင်းလေးထပ်ပြီးတော့သတင်းကောင်းပြောချင်လို့ပါရှင်စင်ကာပူကအသေးလေးတွေကိုတချို့ကမယုံဘူးပေါ့နော်မြန်မာငွေဈေးနဲ့ပဲပေးရမယ်စင်ကာပူမြန်မာနိုင်ငံမှာလုပ်နေတဲ့ဈေးနဲ့ပဲစင်ကာပူမှာလာလုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒါလေးကိုရက်အတိအကျလေးလာပြီးထပ်ကြော်ညာပေးချင်လို့ပါမင်တို့ကဒီလ20ကနေ25အထိစင်ကာပူမှာရှိနေပါမယ်ရှင်25ရက်ရှိနေပါမယ်နော်26ဆိုတော့မြန်မာနိုင်ငံကိုပြန်လာပါပြီဒါကြောင့်20ရက်နေ25ရက်ဆိုတာဂျားထဲမှာစင်တွင်းကိုအဓိကခါပြီးတော့လုပ်ပေးတာပါစင်တွင်းကိုမှာအားတဲ့အသေးလေးတွေရှိနေတဲ့အတွက်ပါစင်ကာပူမှာထိုင်နေတဲ့မြန်မာနိုင်ငံငွေဈေးနဲ့အေးအေးဆေးဆေးပြင်ရမှာဖြစ်တဲ့အတွက်မြန်လေးပိုကင်တင်မှာဖြစ်မှာနော်ဒါကြောင့်မလို့စင်ကာပူမှာ20-25အတွင်းမှာလုံမဲ့လူတွေကကြိုတင်စီယံငွေအနှဲငယ်သွင်းရုံနဲ့မင်တို့စိတ်ကမ်းမှာရနေတဲ့အော်စာဘစ်ကို30% discount ပေးမှာအမှန်ပါလို့တချို့ကလေအမှန်ဟုတ်ရဲ့လားမြန်မာနိုင်ငံငွေဈေးဟုတ်ရဲ့လားလို့မေးနေကြလို့မယုံလို့ထပ်ပြီးလာပြောပေးတာပါ30% shop ပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံငွေဈေးတိုင်းပဲပေးရမှာပါရှင်ကြိုးကြီးတကြိုးက3သိန်းခွဲဆိုရင်30% short လိုက်ရင်3,500ပဲကျမှာဖြစ်ပါတယ်ကြိုးသေးကတကြိုး2000ဆိုရင်30% short လိုက်ရင်14,000ပဲကျမှာဖြစ်ပါတယ်ရှင်ဒါကတော့တကယ်ဈေးပါအော်စာဘစ်အားလုံးကို30%ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဘာစာဘစ်တွေရလဲအသေးသေးသိချင်တော့ CB မှာလာပြီးမေးပေးပါရှင်ဆယ်ရန်ငွေကြိုသွင်းမဲ့လူတွေက10ရက်နေ့နောက်ဆုံးထားပြီးသွင်းပေးပါရှင်ဒီလ10ရက်နေ့ထိပဲရမှာဖြစ်ပါတယ်စင်ကာပူရောက်သွားရဆိုရင်တော့30% discount နဲ့ဈေးတွေရမှာမဟုတ်တော့ပါဘူးဒါကြောင့်မမင်းတို့နဲ့ပြင်ကျင်တယ်မမင်းတို့နဲ့အလှပြုရင်ကျင်တဲ့လူတွေကတော့ဆယ်ရန်ငွေကြိုသွင်းဖို့မမေ့ပါနဲ့10ရက်နေ့ဒီလ10ရက်နေ့နောက်ဆုံးထားပြီးပေးသွင်းရမှာဖြစ်ပါတယ်10ရက်နေ့ထိပဲရမှာနော်စင်ကာပူအသေးလေးတွေစင်ကာပူမှာနေနဲ့မြန်မာနိုင်ငံဈေးလေးနဲ့လှလှပပလေးပြင်လို့ရပြီဆိုတဲ့အကြောင်းလေးကိုသတင်းကောင်းပြောရင်းနဲ့ဆယ်ရန်ငွေကြိုသွင်းရင်30% discount shop ပေးနေရဆိုတာလေးကိုပြောလိုက်ပါရရှင်ကျေးဇူးအများကြီးတင်ပါတယ်